အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကုန်းမောင်မင်းဆက်အစားတတိယမြန်မာနိုင်ငံတော်ကိုပြန်လည်စုစည်းတည်ထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးဦးအောင်စရာအကြောင်းပဲဖြစ်ပါတယ်မြန်မာသမိုင်းမှာဆိုရင်အလောင်းမင်းတရားကြီးဦးအောင်စရာကိုကုန်းမောင်မင်းဆက်ရဲ့စတင်တည်ထောင်ခဲ့တဲ့သူအဖြစ်သတ်မှတ်ပြီးတော့မြန်မာသမိုင်းမှာအင်အားကြီးမားတဲ့ခေါင်းဆောင်တဦးအဖြစ်လည်းသတ်မှတ်ထားတာဖြစ်ပါတယ်အလောင်းမင်းတရားကြီးဦးအောင်စရာကိုမုတ်ဆိုးဘိုရွာယခုရွှေဘုံမြို့မှာဖွားမြင်ခဲ့ပြီးတော့အင်းဝပျက်စီးချိန်ဟန်တာဝရီတွေအင်းဝကိုသိမ့်ပိုက်တဲ့အချိန်မှာတော့38နှစ်အရွယ်သာရှိသေးတဲ့ရွာတကြီးတူဦးလေးဖြစ်ပါတယ်ဟန်တာဝရီတက်တွေကအင်းဝကိုသိမ့်ပိုက်ပြီးတော့တနိုင်ငံလုံးကိုလောက်ခံလုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာမုတ်ဆိုးဘိုရွာတကြီးဦးအောင်စရာတော့တစ္ဆာမခံပဲခုခံတော်လှန်ခဲ့ပါတယ်1952ခုနှစ်မှာဆိုရင်တော့မုတ်ဆိုးဘိုရွာကိုရတနာသိမ်ကမြို့တော်အဖြစ်သမုတ်ပြီးကုန်းမောင်မင်းဆက်ကိုစတင်ထူထောင်ခဲ့ပါတယ်သူ့ရဲ့8နှစ်တာနန်းသက်အတွင်းမှာတိုင်းပြည်ကိုအရှိန်အဟုန်နဲ့ပြန်လည်စုစည်းနိုင်ခဲ့ပါတယ်1954ခုနှစ်မှာဟန်တာဝရီတက်တွေစီရင်ပြီးတော့အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်1955ခုနှစ်မှာဒဂုံကိုသိမ်းပိုက်ပြီးတော့ရန်ကုန်လို့အမည်ပေးခဲ့ပါတယ်1958ခုနှစ်မှာဆိုရင်တော့ဟန်တာဝရီပဲခူးကိုအပိသက်အောင်နိုင်ခဲ့ပါတယ်မဏိပူရရှမ်းပြည်နယ်အောက်မြန်မာပြည်တစ်ခွင်လုံးကိုတပေါင်းနဲ့ဖြစ်အောင်စုစည်းပြီးတော့နိုင်ငံတော်ထူထောင်ခဲ့ပါတယ်ဦးအောင်စရာစစ်ရေးဗျူဟာမှာအလွန်ကျွမ်းကျင်သူဖြစ်တဲ့အလျောက်အမြောက်နဲ့တနက်အင်အားကိုစနစ်တကျအသုံးချခဲ့ပါတယ်။နိုင်လိုလျင်ငါထံလားမနိုင်လိုလျင်ငါထံမလားနဲ့ဆိုတဲ့ရဲရဲနဲ့ကြွေးကြော်တဲ့အတူနောက်လိုက်ဘိုးဘာတွေကိုစိတ်တက်မြင့်တင်ပေးခဲ့တဲ့ဘရင်တစ်ပါးလည်းဖြစ်ပါတယ်။ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကိုပြက်ပြက်သားသားကင်တွယ်ချေမှုန်းနိုင်ခဲ့ပါတယ်။1960ပြည့်နှစ်မှာဆိုရင်တော့ယူရီးယားအယုဒ္ဓယကိုတွားရောက်တိုက်ခိုက်ရင်နာမကျန်းဖြစ်ကမုတ်တမလမ်းကြောင်းတိုင်းမြန်မာနိုင်ငံကိုပြန်လည်ဆုတ်ခွာရင်းနဲ့ကော့ကရိတ်မြို့အနီးဘီလင်းမြို့နယ်ကင်းရွာ၌လက်ရွာဆန်ကန်တော်ကုန်ခဲ့ပါတယ်။လောင်းမင်းတရားကြီးဦးအောင်စရာဟာပြိုကွဲနေတဲ့မြန်မာနိုင်ငံတော်ကိုအချိန်တိုအတွင်းပြန်လည်စုစည်းပေးခဲ့တဲ့တတိယမြန်မာနိုင်ငံတော်ရဲ့ဖခင်ကြီးလည်းဖြစ်ပါတယ်။သူ့ရဲ့ဇွဲတတိနဲ့ခေါင်းဆောင်မှုကတော့မြန်မာသမိုင်းမှာကုန်းပေါင်မင်းဆက်ကိုနှစ်ပေါင်း130ကျော်တည်တဲ့အုံမြင့်ချပေးခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာတော့လောင်းမင်းတရားအကြောင်းအကျဉ်းချုပ်လေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်